တော်ရလုံးအိမ်မဆန်နဲ့ဒီလိုမျိုးကောင်းကင်ယူမောကြည့်နေလုံးဝဒီ feeling အားနဲ့မှလဲလို့မရဘူးကောင်းကင်ယူအခုလိုပတ်လက်ကြီးနော်တချင်းလေးနားထောင်ပြီးတော့မောကြည့်နေရတာကြီးဘာနဲ့မှလဲလို့မရတဲ့ feeling တစ်ခုပဲကြည့်ပါလောက်ကြည့်လိုက်နော်သိရလိမ့်မယ်ဗျာကောင်းကင်ယူအပေါ်ကြီးကြည့်လိုက်တဲ့အချိန်မှာတိမ်လေးတွေသွားပြီးတော့ဒီဘယ်လိုပြောမလဲအိမ်မက်အရန်ဆန်တယ်ရှင်းနေနားထောင်ပြီးတော့အခုလိုမျိုးကြည့်ရအရန်မိုက်တော့မကြီးကောင်းကင်ဟာလှမလားဘတ်တကဘာကြီးနဲ့လူလာဖြစ်တဲ့တင်ကခဏတန်လေးမှာစက်ကြောင်လာကြီးနဲ့သာရှင်ကိုရောမထင်မရှားပွားပါလေတသက်တာဘွားခီးတဲ့မြစ်ဖြတ်တန်းလို့တင်ကြသမျှအရာတွေမှာဒုက္ခနဲ့တွေ့ရင်ဆိုင်ဖို့အတွက်အင်အားများပါစေဟိုမှာကြည်စမ်းကွယ်ပန်းဝင်လေးတွေဝင်ကြွလာပါနေညုံငယ်ချင်းရောက်တော့အပင်ဖြာနာကကြွေကိုရောဟာတင်မင်းလက်မှာဝစ်တွားရမှမတွေ့ကိုသာရင်သွားရပါစေကိုမရှိတော့တဲ့ကဘာထဲမှာမင်းဟာကျင်သားရပါစေ